Hello အားလုံးမြင်ပါရှင်ဒီနေ့ကတော့ game mode လေးဆက်ပြန်ဖြစ်ပါတယ်။သူ့နာမည်ကတော့ Anna ပဲဖြစ်ပါတယ်။သူ့နာမည်ကတော့ Anna ပါ။ဒီနေ့တော့သူ့အိမ်ပေါ့နော်သူကအဝတ်လျှော်အောင်မှာပဲငါမေ့နေရအင်းဒီတက်ယူလိုက်ပါအောင်မယ်အဝတ်လျှော်ရဖို့အတွက်အင်ဂျီအမေဒီအင်ဂျီရဲ့ဒီအင်ဂျီနှစ်ထည့်ပဲအကူယူသွားမယ်နိုင်ကြရင်ငါမအိမ်သွားလေရမယ်ငါအမကခေါ်တာဆိုတော့ဒီနေ့ငါလမ်းနာရုပ်ပုံလေးညရှော်လိုက်ပါမင်းနာဒါလေးပြေတာဒါလေးဖယ်လိုက်ပါမယ်အမီရှင်းအောင်လို့ပါငါမအင်္ဂသွားလေရမယ်ငါအမခေါ်တာဆိုပြင်းလို့ဆိုင်ယူသွားမယ်ဒီနေ့ရတော့ငါအင်အားကြောင်လေးအတွက်တခါလေးဈေးဝယ်ထွက်လိုက်ပါဦးမယ်ရွှေဖက်ဖို့ကောင်းတဲ့တိန်းပဲပြီးရမယ်ကြားတယ်စိုက်တင်တာငါကြောင်လေးတိုက်တဲ့အစာတွေရမယ်ဒီလောင်းရှိတယ်တဲ့နှစ်ယောက်ကအခုကမကြောင်ဘူးငါကြောင်တယ်ထားလေးရောပဲသူတို့နောင်မြဝါညာပြီးဝါလို့ရဒီမှုတစ်ဆက်လေးရှိသားပဲထူပါဦးတာလေးပဲရှိလဲတော့ခိုင်းပြီးတော့ထားလေးရှိသေးတယ်အော်ကြောင်လေးစပါလို့ရတယ်ငါနောက်နေ့မှငါကြောင်လေးခေါ်လာပြီးတော့အောင်မယ်ကျိုးရလူတရားမလို့ဆောက်ဘူးလေရှိရလာဝင်ရှိရလာချစ်ချရတော့ဒီခုဒီတော့ဘာလို့ကိုယ်ကတော်တယ်ဒီလိုမကြိုးဘူးဟာအဲ့လိုလည်းမကြိုးဘူးကဲရပြီဆိုရင်ကတော်ရှင်တော့မယ်အမဒါဘယ်လောက်ကြာလဲမသိဘူးရှင်အမဟုတ်ကဲ့ကျွန်မကြည့်ပြပါမယ်နော်ဒီမလေးဝင်လေရဲရောက်တော့လေတော်ပြောနေတာမဟုတ်ဘူးစီးပြီးလာတာဘာလို့ဝင်းမှာတဲ့အဲ့ဒါဒီကောင်မအဆရာကြီးအားတဲ့ပြောခါတာကျွန်တော်တို့ဘာလို့ကားထုတ်ပေးလိုက်မယ်နော်ဘောက်စ်လေးနဲ့ပဲဟုတ်ရပါတယ်အဲ့ဒါဒီပြထည့်လိုက်ပါတော့မအဲ့ဆရာမလည်းပြေးပြေးပါတော့သူကတည်တယ်လောက်ကြလည်းမသိဘူးအားလုံးပေါင်း9000ကြပါတယ်ဟုတ်ပါပါကဲပါသူဘုရားကလည်းရင်းနေတယ်ဒီကမှာဟိုအိုက်စားလဲရောင်းဆက်စားလဲလို့ပြောတာဟောလည်းငါ့လိုရင်းနေကျွန်တော်ကကျောင်းတက်အစာသွားဝယ်ပြီးပါပြီဟုတ်နေတော့